ဘာဘီကတော့လက်ရှိနေတော့ခြေတော့ကောင်းတယ်ဒါပေမဲ့ဒီကိတ်ပိုင်းနဲ့ပွဲမှာမက်ဆီတစ်ခုလုံးပြသွားမယ်ဆိုတော့တူဆန်ကြီးကအများကြီးဒါပေမဲ့ကိုတူမက်ဆီတားတဲ့ဆန်ကြီးကတော့တင်ပါတယ်ဒီနေ့မဟုတ်တော့နောက်နေ့တော့ကြိုးသွားတော့လိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ကမ္ဘာဖလားအထူးဆွေးနွေးခန်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်တို့ကဒီလက်ရှိကမ္ဘာဖလားမှာခြေစွမ်းပြနေတဲ့တိုက်စစ်မှုတွေအကြောင်းနဲ့အိမ်စောစောစီးပြန်လာရတဲ့အသင်းကြီးတွေအကြောင်းပြီးတော့လာမယ့် round of 60ရဲ့ပွဲစဉ်တချို့ကိုကျွန်တော်တို့ဆွေးနွေးသုံးသပ်ပေးသွားမှာပါကျွန်တော်နဲ့တူဆွေးနွေးသုံးသပ်ပေးဖို့အတွက်ကျွန်တော်တို့ဝိုင်းအားကစားကလောင်ရှင်ကိုနီကိုကိုလည်းဖိတ်ခေါ်တာပါခင်ဗျအခုမင်္ဂလာပါမင်္ဂလာပါညီမဆုံးတော့ကြပြီဆုံးတော့ကြပြီဟုတ်ကောဟိုဟာလေလက်ရှိပေါ့နော်ကမ္ဘာဖလားကတော့ကျွန်တော်တိုက်စစ်မှုတွေဂိုးမျိုးတဲ့ပွဲလို့ပြောရမှာထင်တယ်round 16ကတော့နော်တကယ်ကျွန်တော်တို့တွေကဘာမှာအားပေးရတဲ့တိုက်စစ်မှုစစ်တွေကြီးပဲဟိုမှာညဆိုလဲအနီးဆုံးဆိုလဲ Hurricane Goal တွေပြန်ရပြီတကယ်တိုက်စစ်မှုတွေအားပြိုင်နေပွဲလို့ပြောလို့ရတာပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ထူးကြတာကတော့ကျွန်တော်တို့ရဲ့ The Last Dance ကနေကုတ်ကြီးပေါ့ဒီကုတ်ကြီးနှစ်ယောက်မှာမက်ဆီရဲ့အခြေစွမ်းတားမရစီမရဖြစ်နေရပေါ့နော်အခုလက်ရှိကို Golden Boot ရဲ့အခြေအနေအရာပေါ့နော်ဒါလက်ရှိဆိုရင်ပြိုင်သွင်းထားကြရတယ်ပေါ့နော်6ဂိုးစီမက်ဆီရှိမယ်အမ်ဘပီရှိမယ်ပြီးတော့အနီးဆုံး line နဲ့ဟာလန်ရှိမယ်ပေါ့ဒီ3ယောက်ရဲ့ပြေးလန်းကတော်တော်လေးစိတ်ဝင်စားစရာကောင်းနေပေါ့နော်အခုအနေနဲ့ဆိုရင်ရောဒီသူတို့ရဲ့ပြေးလန်းပေါ်မှာဘယ် player အားသာချက်ပိုရှိနေလို့ကိုမြင်လဲဒီနေရာမှာအားလာချက်ရှိနေတာဆိုတော့ကိုယ့်ရဲ့အမြင်ပြောနေတော့ဘာပဲပဲပေါ့နော်။ဒီကဘာဖြစ်လို့လဲဆိုတော့အခုအကုန်လုံးလဲဟိုပြောနေကြတာရှိတယ်ကလက်ရှိသူအသင်းကအရန်ကောင်းတယ်သူပေါ့မသူအသင်းသားတွေကလည်းကောင်းတယ်ကစားကပုံကလည်းအရန်ကြီးကောင်းတဲ့အနေထားမှာရှိတယ်ပေါ့လေ။ဟိုပြောတော့မက်ဆီကတော့လက်ရှိနေတာပေါ့ခုနကငါကြီးပြောလို့တားမြစီမြဆိုတာရှိတယ်။ဒါပေမဲ့မက်ဆီအနေထားကတော့မက်ဆီကကိုယ်တိုင်ရုံးကန်နေရတဲ့အနေထားမှာရှိတယ်။ဟိုမှာကျတော့အကုန်လုံးလိုက်ရုံးကြတာရှိတယ်။ဟိုတကြီးရှေ့တန်းမှာဆိုလို့ရှိရင်တော့တမ်မီလီရှိတယ်ဘာဘေရှိတယ်ဘာဂိုလာဒါမှမဟုတ်တိုးကြီးတော့အိုလီစီကတော့နံပါတ်10ရိုးပုံစံကစားနေတဲ့အနေထားမှာတော့ရှိတယ်ပြီးတော့တိုက်စစ်အစုပ်ပဲကြီးတကယ်ကိုကြောက်ဖို့အရန်ကောင်းတယ်ပေါ့နော်အဲ့ဒီမှာကိုထူးထူးဆန်းဆန်းကိုဘာကိုပြောချင်လဲဆိုတော့နော်ဝေးနဲ့ပွဲဆိုလို့ရှိရင်ဒါနော်ဝေးကအရန်လေးနဲ့ပဲထုတ်သွားတယ်ပဲပြောသူ line နဲ့အမှန်နဲ့သူကစားတယ်အဲ့ဒီအချိန်မှာတော်တော်များများကဘာဘေကိုပိတ်တယ်ဘာဘေကိုပိတ်ထားပေမဲ့လည်းဒီမှာတမ်မီလီတို့ကကောင်းကောင်းကြီးအလုပ်လုပ်တော်တာမျိုးတွေတွေ့ခဲ့ရတာပေါ့နော်အဲ့ဒီအနေထားမှာပြီးတော့အိုလီဇေးကလည်းတောက်ဆော့ဒီပြောမယ်ဆိုရင်ဒီပြိုင်ပွဲတစ်လျှောက်မှာဆိုရင်ဒါအစ်စ်က9ချိန်အောင်ရပါတယ်ဒါသူကလည်းခြံနေတဲ့တစ်ခုတော့တက်ချိုးသွားမယ်အနေထားမှာရှိတယ်ပြီးတော့ဟိုပြောရလို့ရှိရင်တို့ဗဘောင်းစုံကပံ့ပိုးပေးထားမှရှိတယ်ကွာဘာဘေကပြောရလို့ရှိရင်ဟယ်ရီကိန်းမရတဲ့အနေထားမျိုးတွေမက်ဆီမရတဲ့အနေထားမျိုးတွေအကုန်လုံးရှိတယ်ပါခုတို့ရဲ့ဝိုင်းရထားတဲ့ကစားသမားတွေအကုန်လုံးကဘာလုပ်ချင်တယ်လုပ်ချင်တာအကုန်လုံးလုပ်ပေးမယ်ဆိုတဲ့အနေထားမျိုးတွေကိုတွေ့တယ်ပြီးတော့နောက်ဆုံးပွဲမှာဆိုတော့နီးပြောက်ကိုယ်တိုင်တို့ respect ပေးသွားတာမှာအဲ့လိုမျိုးတွေကစပါလေအဲ့တော့ဒီအနေထားရကြည့်မယ်ဆိုလို့ရှိရင်တော့ဘာဘေကတော့ဟိုဒီချန်ပီယံဟိုဖလက်စုရောက်ဖို့တော့အခြေအနေတော့အများကြီးကောင်းနေပေါ့နော်ဒါပေမဲ့အဲ့မှာတစ်ချက်တော့ကိုပြန်ကြည့်ကမှာကအခုလောလောဆယ်အနေထားတော့ဘာဘေကတပွဲပို့သွားပြီပေါ့လေဒါပေမဲ့ဟိုမက်ဆီကတော့ကိတ်ပါနေနဲ့ပွဲမှာတကယ်လို့မြတ်ကိတ်ပါနေပွဲမှာသူတစ်ခုလုပ်ပြောက်သွားရင်တော့ဒါဘာမှတော့ပြောစရာမလိုဘူးဘာလို့ကူတို့ကတော့ကိတ်ပါနေနဲ့ပွဲမကန်ခင်လေးဘူးဟုတ်ကဲ့ဒါပေမဲ့အခြေအနေကတော့အကောင်းဆုံးတော့ဘာဘေကတော့လက်ရှိနေတာပေါ့အခြေအနေတော့ကောင်းတယ်ဒါပေမဲ့ဒီကိတ်ပါနေနဲ့ပွဲမှာမက်ဆီတစ်ခုလုပ်ပြောက်သွားမယ်ဆိုတော့တူဆန်ကြီးကအများကြီးဒါနဲ့ကိုတူမက်ဆီတားတဲ့ချန်ချင်ကတော့တင်ပါတယ်ဒီနေ့မဟုတ်တော့နောက်နေ့တော့ကြိုးသွားတော့လိမ့်မယ်တော့ထင်တယ်နော်ဒါနောက်ချက်မှာတော့နောက်9ဂိုးတွေဒီမှာတွေပြန်ကြည့်တယ်ဟာလန်ရှိမယ်ဟယ်ရီကိန်းရှိမယ်အဲ့လိုအနေထားမျိုးတော့ရှိလို့ပေါ့နော်9လို့သမားတွေကိုပြန်ပေါ်လာတယ်တကယ်ကိုလည်းအရန်တဘောကြတယ်ဒီဟာဒီမှာတကယ်ကြည့်ရတော့တိုက်စစ်ဘူးတွေမဲမဲစံဂိုးသွင်းနေတာမျိုးတွေကဒါပြောလို့ထူးထူးခြားခြားပဲရှိတယ်ကိုတို့တပိုင်းတစ်ချက်ကိုပြန်ကြည့်လိုက်လို့ရှိရင်အခုလိုမျိုး9ဂိုး6ဂိုး4ဂိုးဆိုအပြိုင်နေတာကမရှိခဲ့ဘူးဒီတော့ဆိုလို့ရှိရင်ဟိုဒီပြိုင်ပွဲပြီးသွားတော့မှလားပို့ဖြေကဆိုရင်ပေါ်သွားတာလေအခုကျတော့မပေါ်နိုင်တယ်အခုက32တင်းအဆင်ပဲရှိသေးတယ်ဂိုးတွေကလည်းပြောလို့အများကြီးရထားကြတာလေဒီကမျိုးတွေ့ရဒါကပြောလို့ရဒီနေ့ကထူးခြားမှုကဒါပဲပေါ့အဲ့ဘောတော့မြန်မြန်ဟိုကအချက်ဖောက်နေတင်ထားတဲ့စလုံးကိုပဲချိုးရမလားဒါမှမဟုတ်ကတ်မူတာရဲ့10ကိုပဲချိုးတော့မှဒါမှမဟုတ်လက်ရှိကိုတို့94ရဲ့နောက်ဝိုင်းရောက်ပြန်ကြည့်လိုက်လို့ရှိရင်တော့အများဆုံးက10ကိုပဲရှိတော့အဲ့ဒီဆက်ချင်းကတော့ကိုထင်ပါတယ်ချိုးသွားလိမ့်မယ်လို့တော့ကိုထင်တယ်အဲ့ဒီကတ်မူတာတင်ထားတဲ့10ကိုနဲ့ချက်ဖောက်နေတင်ထားတဲ့စလုံးကိုကတော့ချိုးမချိုးတော့ဒါချင်းဟိုတော့တိတ်ကောင်းတယ်အဲ့တော့ခုနပြောလို့ဟိုတင်းပွဲနေထားရခြင်းတော့ဘာဘေကတော့မက်ဆီတက်ပို့ပြီးတော့နည်းနည်းလေးတော့အားသာချက်တော့ရှိတယ်ဒါပေမဲ့ကိတ်ပါတီနဲ့ပွဲမှာပါမက်ဆီတစ်ခုခုလုပ်ပြသွားခဲ့ရင်တော့သူကအချိန်နေတော့အများကြီးကောင်းတယ်ဒီနှစ်ယောက်ကိုကြော်ပြီးတော့ဟိုဒီဟာလန်ရောဒီဟယ်ရီကိန်းရောလုပ်ပြနိုင်ဖို့တော့မလွယ်ဘူးလို့တော့ကိုတော့ထင်တယ်ဟုတ်တယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကျွန်တော်တို့ဒီ2002ဝါကပ်အလွန်ပေါ့နော်ကျွန်တော်တို့ရိုနယ်ဒိုကြီးကိုနှစ်ပေါင်းများစွာကြည့်ဒီတိုက်စစ်အပြိုင်ရကနေပြီး2006နောက်ပိုင်းမှာဟိုဘိုးဆွဲတဲ့အသင်းတွေရောဟိုကဘာဖလားရောဒီသွင်းကိုတွေတိုက်စစ်မှုတွေအခန်းကဏ္ဍတွေကျွန်တော်တော်တော်လေးအဲ့လိုအားနေလာပေါ့နော်ပျောက်ဆုံးသွားတဲ့အဲ့လိုခြုံထွက်နေတဲ့တိုက်စစ်မှုမျိုးတွေကျွန်တော်တို့ငယ်ရလို့မမြင်ရတော့ဘူးเนาะအခုဒီမှာပြန်ပြီးတော့တွေ့ရတယ်ပေါ့မက်ဆီဆိုရင်လည်းဒီကဘာဖလားနဲ့ပတ်သက်လာရင်သူက golden boost တစ်ခုပဲမရဘူးထားတာသူချန်တဲ့ golden ball ကောဟ
ချန်ပီယံဆုဘလောက်ရတာပေါ့နော်တကယ်လို့ဒါဒီနှစ်မှာသူ Golden Boot ကိုရခဲ့ရင် तू ကတော်တော်ကြီးကို perfect ဖြစ်သွားပြီနောက်ထပ်ဒီ3ခုလုံးကိုရတဲ့ player အနေနဲ့သူစံချိန်ကိုနောက်ထပ်လိုက်လာနိုင်တာဒီဘာပေတို့ဘာလို့ရှိနေသေးပေမဲ့ပေါ့နော်ဒီ4နှစ်တာကာလအတွင်းတော့ तू မနာခင်မှာပေါ့တကယ် record တစ်ခုရသွားနိုင်တယ်ပေါ့နော်နောက်အခုပြောသလိုပဲဟုတ်တယ် Messi ရဲ့အနေထားကတော့သူ့ကိုအသင်းကပတ်မိုးတာဒီရစိုးရင်စရာပေါ့နော်စိုးရင်စရာအာဂျင်တီးနားသွင်းကိုတွေရဲ့3ပုံ2ပုံတော့မဟုတ်နီးနီးပေါ့3ပုံ2ပုံ90%လောက်သူတယောက်တည်းသွင်းသားဆိုလို့ဖြစ်နေသူပါတာနဲ့သူပဲသွင်းအရှိနှစ်ပွဲလုံးဆိုသူတယောက်တည်းသွင်းကိုတွေနဲ့အာဂျင်တီးနားရတာတယ်နောက်ပွဲဆိုသူလူစားလဲလိုက်ဝင်ချင်းတကူရတယ်အဲ့ရှေ့မှာပဲတခြား player သွင်းတာ2ဂိုးပဲပါနေပေါ့အဲ့တော့ရှေ့မှာအာဂျင်တီးနားရဲ့ဒီကစားပုံကိုတိသွားပြီးတော့ဒီ Messi ကိုပိတ်ဆို့ထားတဲ့အနေအထားမျိုးကိုလည်းကျွန်တော်ကြုံရနိုင်တာပေါ့နော်နောက်ကျွန်တော်မြင်တာတော့ Golden Boot ရဲ့ဖြစ်နိုင်ကြအလားလာတဲ့အသင်းကအရှိကိုလည်းများများရောက်ဖို့လိုတယ်ပေါ့နောက်စင်နေများများတက်သွားဖို့လည်းလိုတယ်ပေါ့လက်ရှိပြိုင်နေတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်တော့ Mbappe ကတော့လားလာကောင်းဆုံးလို့ကျွန်တော်လည်းခံစားရတယ်ဘာလို့လဲဆိုတော့ပြင်သစ်ရဲ့အစိုးအဖွဲ့ပြင်သစ်ရဲ့အနေအထားနဲ့ကသူအသင်းကလည်းတော်တော်ခီးဝေးထိရောက်နိုင်တယ်ပေါ့နော်ကျွန်တော်ဆိုဒီနေ့ပြင်သစ်ကဘလူးဝဲလောက်ထိရောက်မယ်လို့စိတ်ထဲမှာခံမှန်းမိရပေါ့အဲ့တော့ဘလူးဝဲလောက်ရောက်ရင်ဒီ Mbappe ရဲ့သွင်းကိုတွေကိုကျွန်တော်ဆက်ပြီးမြင်နေရနိုင်တယ်ပေါ့နော်သူ့အနေနဲ့လည်းတပွဲချင်းအခွင့်အရေးတွေအများကြီးရှိနေပေါ့နောက်အဲ့လို penalty goal တွေထူးကြတာဒီနှစ်မှာလို့ penalty goal တွေမပါလာကြသေးဘူးမပါကြသေးဘူးနှစ်တိုင်းမှာတော့ဒီ penalty goal တွေကလည်းဒီ Golden Boot အတွက်အထောက်အကူဖြစ်တယ်ပေါ့နော်အဲ့ဒီ penalty goal တွေကိုလည်းကျွန်တော်တို့မြင်ရအောင်မလားဆိုတာလည်းတစ်ချက်စောင့်ကြည့်ရအောင်ဟာလန်ရဲ့အနေထားကတော့အားလုံးထဲမှာနည်းနည်းလေးပိုအားနေမှတင်တယ်ဒါကတော့သူ့နိုင်ငံအသင်းရဲ့performance နဲ့လည်းဓာတ်ရဲ့သက်ဆိုင်နေအောင်ခုနကျွန်တော်ပြောသလိုပေါ့နော်ဘယ်လောက်ထိဝေးဝေးရောက်နိုင်မလဲဆိုတဲ့ဟာကကိုသိမြင်ဖြစ်တာဟာလန်ကတော့club football မှာသူတက်သေးပြထားပြီးသားတွေကတော့အားလုံးအပြည့်စုံပဲဘာမှပြောစရာတော့မလိုတော့ဘူးပေါ့နော်စူပလာတွေရောဒီကိုသိမြင်စုတွေရောတောက်လျှောက်ရခဲ့တာပေါ့ဆိုတော့ဟာလန်ကတော့တခြားခုနကပြောတဲ့ကျွန်တော်တို့ပြောနေတဲ့ဒီ Messi Mbappe Harry Kane တို့ထက်ဆိုင်တော့အခွင့်အလမ်းပိုနေမှတင်တယ်အခုရောဟာလန်ခြေနေဘယ်လိုမြင်လဲခုနကငါညီပြောတယ်ပေါ့ခေါင်းထဲအထွေးပေါ်လာတော့ပေါ့ဟုတ်ပါတယ်အသင်းကြီးတွေရဲ့တိုက်စစ်မှုတွေဘုရားပေါ့ရှေ့ကိုများများရောက်တဲ့တိုက်စစ်မှုတွေကတော့ဒါဂိုးဆွေးလက်စုမျော်လို့ပိုကောအခွင့်အရေးပိုများတယ်ဒါပေမဲ့ဟာလန်အနေထားကဟာလန်ကကိုလက်ရှိပြန်ကြည့်လိုက်မှဆိုတော့ကိုတို့မှီခဲ့တယ်မျိုးဆိုတော့ကိုတို့စက်ကြီး94ကပဲစပြောပေါ့94လောက်ဆိုရင်ဒါရုရှားဆလန်ကိုတို့ဘာလို့ဆိုတော့ပြောပြအသင်းငယ်လို့ပြောလို့ရတယ်98ဆိုလို့ရှိရင်ကိုတို့ဒီဘာစူပါတို့ဘာလို့ဒါကိုလေးပြောအသင်းကအရင်ကြီးကိုတော့မြိုင်နေဒါပေမဲ့အရင်နာမည်ကြီးကစားမတွေပါနေတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုမှလည်းစူကာတို့ကလုံးပြသွားခဲ့တာမျိုးတွေရှိခဲ့တာပေါ့လေဒါကတမိုင်းမှာဒီမျိုးတွေရှိခဲ့တယ်ဆိုတော့ဟာလန်လည်းပြောလို့ရှိရင်လက်ရှိနေထားရကိုတို့ပွဲတွေတောက်လျှောက်ကြည့်ခဲ့တယ်ကျွန်တော်ကိုတဘောအရန်ကြားတဲ့တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အုပ်စုနောက်ဆုံးပွဲပြင်းတဲ့ကစားတဲ့ပွဲပါကိုတို့တော့ပဲဒီစိုးတစ်ခုမှပြောခဲ့ပါတယ်မြန်မာလူတွေးကိုရီးယားလူမြန်မာလူပဲတွေးတယ်ဘာဟာလဲဘာလို့မပါလဲဆန်ချင်ကြီးရှိတယ်ဒါပေမဲ့သူမကစားဘူးလေအဲ့ပွဲလုံးဝသူမကစားခဲ့ဘူးဒါပေမဲ့ပနတီတွေပါတယ်ရခဲ့တာလည်းရှိတယ်လွဲရတယ်ရှိတယ်တကယ်လို့ဟာလန်ပါခဲ့တော့ဟာလန်ပနတီပဲခံအောင်လေဒါကပြောလို့ရှိရင်တော့သူလုံးဝသူဆန်ချင်တဲ့သူမကစားခဲ့ဘူးဒါပေမဲ့နောက်ဆုံးပဲသူပြန်ကစားတယ်ကိုရသွားတယ်ပေါ့သူ့နိုင်ဝင်လည်းပဲသူဒါပဲနောက်တစ်တက်သွားခဲ့တာပေါ့ပြောလို့ရှိရင်တော့နော်ဝေကပြောလို့ရှိရင်လက်ရှိအနေထားပါဆိုတော့အသင်းလိုက်မှာစူးချင်းမှုအရန်ကောင်းတယ်ဆိုတော့ကိုမြင်ရတယ်ပြီးတော့ဘယ်အသင်းမှမရှိရတဲ့ဒီပြောမယ်ပိတ်တဲ့နဲ့သူတို့ကြားတဲ့ကသူဘယ်လိုလဲအပြန်လည်ပေါ့နော်ဒီချစ်ကြည်မှုကတကယ်ကိုကြည့်တဲ့လူတွေတကယ်ကြောက်တယ်နော်အဲ့ဒီမှာအဲ့ဟာရန် Trump ဖြစ်နေတဲ့တခုကြီးရှိသူဘတ်ကင်းပုံစံပြောအာလီတော်တွေကဒီလူမျိုးဟာကပြီးအဲ့ဒါကဘာပြောလို့ဆိုဒါကတော့ပြောရတော့ပြိုင်ပွဲကနည်းနည်းလေးရှိတာကကပ်ပွနဲ့ငါတို့ဒီလိနဲ့နည်းနည်းကွာတော့ကပ်ကြတော့ဒါမျိုးတွေအရင်ရေးကြည့်တယ်အီမိုရှင်တွေအရင်များမှဒီပုံမှာပြိုင်ပွဲကာလာဒိုလေးမှာဒီလိုမျိုးငါတို့စိတ်တက်တစ်ခုတည်းနဲ့ကစားကြလို့အောင်မြင်သွားတဲ့ကစားသမားတွေအောင်မြင်သွားတဲ့အသင်းတွေလည်းအများကြီးရှိခဲ့တာပေါ့နော်အဲ့တော့ဟာလန်ကလည်းပြောလို့ရှင်တော့အခြေအနေတော့ကောင်းနိုင်တယ်ဒါပေမဲ့ဟိုနေ့ကတော့ကြုံပေါ်တော့နည်းနည်းလေးတော့ခက်လိမ့်မယ်ဒါပေမဲ့ဟာလန်ကတော့ကိုမိထားလို့တော့မရဘူးဆိုတော့ဘာဖြစ်လို့ဆိုတော့ကိုတို့နောက်ဆုံးပွဲကိုပြန်ကြည့်လိုက်လို့ရှိရင်ဟာလန်ရဲ့ဒါခွင့်ရတယ်ဒီမှာကောင်းအောင်ချပြတာသူဘာဆိုတော့သူအချိန်ဒီလူလုတ်ပြနေတော့မယ်ပေါ့နော်နောက်ပွဲကဘရာဇီးနဲ့ဖြစ်နေတာပေါ့နောက်ကျဘရာဇီးကလည်းပြောရနောက်တက်ကရန်ကောင်းတဲ့ထင်မှာတော့မပါတော့သူဂိုးတွေလည်းသူရကောင်းလည်းရသွားနိုင်တဲ့အနေထားမှာတော့ရှိတာပေါ့လေအဲ့တော့ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဟာလန်ကမှတော့ဒီဗာဆူကာတို့လိုဆလန်ကိုတို့လိုပြင်ပဲရသွားနိုင်လားဆိုတာမျှော်လင့်ကြည့်တာပေါ့လေဒါပြောလို့တမိုင်းမှာလည်းရှိခဲ့တာရှိခဲ့ဘူးတာဟုတ်ကဲ့ဟုတ် all time top scorer တော့ကလည်းကြောက်ခမန်းလေးလေးကိုပြောမယ်တော့အဲ့လိုမျိုးတွေအဲ့လိုမျိုးအခုလောလောဆယ် close ရဲ့စံချိန်ကဒီမှာနေဘသူကဖြတ်နေနဲ့ရောင်မှဘသူကထက်ရသွားမလဲပေါ့နော်လက်ရှိတော့Maxi နဲ့ Mbappe ကကွာခြားချက်ကတကူပဲရှိတော့တာတကူပဲရှိတော့ဒီ all time top scorer ကတော့ကျွန်တော်ထင်တယ်ကိုဒီနှစ်ကမ္ဘာဖလားတယ်မဟုတ်ဘူးပေါ့နော်ရေရှည်ကျွန်တော်တို့ကဂုတ်အသစ်လေးတွေကိုလည်းမြင်ရတော့မှာဟိုလာမဲ့ပွဲတွေဒီ Mbappe နဲ့ Haaland အားပြိုင်မှုကိုလည်းနော်ဝေးသာဒီ form ကိုဆက်ပြီးတော့ထိန်းထားနိုင်မယ်ဆိုရင်ပေါ့အခုခုနပြောသလိုနော်ဝေးကအသင်းလိုက်စုစည်းမှုကောင်းတယ်credit player
3-4ယောက်လောက်ပါတယ်ပေါ့နော်ဟိုဒီကတ်တို့လိုဒီဟာလန်တို့လို player တွေကြာချိတ်ဆက်မှုလည်းအားကောင်းနေတယ်နောက်အခုခုနပြောတဲ့ဟိုပရိသတ်နဲ့ connection လည်းတအားကောင်းနေပေါ့နော်ဟိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ငယ်ငယ်အသိခဲ့ဟို Torian Flow တို့ရဲ့ Norway ခေတ်ကိုဖြည်းဖြည်းချင်းပြန်ရွေ့နေပေါ့နော် Flow တို့ပြီးကြတဲ့က Norway ရဲ့ဘောလုံးကကျဆင်းသွားတော့ကျဆင်းသွားတော့ကျွန်တော်တို့ဒါတွေကိုအခု Norway မှာပြန်မြင်နေရတယ်ပေါ့အဲ့တော့နောက်ပိုင်း long term မှာတော့ဒီ Mbappe နဲ့ Haaland ပြိုင်ဆိုင်မှုကိုကျွန်တော်တို့ဆက်မြင်နေအောင်ဟုတ်တယ်နောက်လူတွေဘလို့မှလိုက်မမီနိုင်တော့တဲ့စံချိန်တွေကိုသူတို့တွေအများကြီးလုပ်ပြသွားနိုင်တယ်ပေါ့နော်အဲ့တော့ all time top scorer အတွက်ကောကိုဒီနှစ်ပဲလို့မဟုတ်ဘူးပေါ့နော်ကမ္ဘာဖလားမှာကျွန်တော်တို့ကရေရှည်မှာအဲ့လိုခုနပြောတဲ့ Mbappe Messi အားပြိုင်မှုမဟုတ်ပဲနောက်ပိုင်းမှာ Haaland လည်းပါကောင်းပါလာနိုင်တော့ပေါ့ဒါပေမဲ့ Haaland ကတော့ဒီနှစ်မှာကမ္ဘာဖလားကစားဘူးတာဆိုတော့သူတို့ကရှေ့ကိုအများကြီးဆက်သွားအောင်ဟုတ်တယ်ဆိုတော့အဲ့ဒီအတွက်ကောကိုဘလို့များမြင်လဲဟိုဒီကျွန်တော်ဂိုးတွေအများကြီးထပ်ပြီးတော့စံချိန်တွေအများကြီးဖြစ်ပြီးတော့နောက် generation တွေဘလို့မှမချိုးနိုင်တော့တဲ့အနေအထားကိုဒီကမ္ဘာဖလားအနေတော့မှဖြစ်သွားနိုင်လားပေါ့နော်ကျွန်တော်မြင်ဖြစ်သွားနိုင်တယ်ဟိုကတော့ပြောရရင်တော့ဟိုထားပါတော့မက်ဆီကတော့ဒါသူ့ရဲ့နောက်ဆုံးပွဲဖြစ်သွားတဲ့အခါမှာဟိုဘလောက်ထိဟိုဂိုးတွေချက်ပြီးတွင်းပြီးတော့မှချန်ခဲ့မယ်တော့မသိဘူးပေါ့ဒါပေမဲ့နေကြတော့တစ်ခုကတော့ဟိုဒီမက်ဆီပဲတင်ခဲ့ဒါပေမဲ့စံချိန်ဟောတော့ကြိုးလာခဲ့ပြီမက်ဆီတင်ခဲ့ခဲ့မှာဒါမှမဟုတ်လေဒီပွဲမှာပဲမက်ဆီကပဲဒီလောက်နဲ့ပဲရက်သွားမှာလားမရက်ဘူးလားဒါပေမဲ့ဘာဘီကတော့ရက်လောက်မှအနေထားမှာတော့မရှိဘူးဘာဖြစ်လို့ကျဘာဘီကလက်ရှိချိန်မှာဟိုကြိုက်မကြိုက်ပါတော့တို့ကြိုက်တဲ့ကစားသမားရှိတယ်မကြိုက်တဲ့ကစားသမားရှိဘလို့အနေထားမှာပဲဖြစ်ဖြစ်ဘာဘီကတော့ကဘာဗလာလူသားပဲဘာဖြစ်လို့ကဘာဗလာလို့ပြောလိုက်တာ ਨੇ သူ့ရဲ့စွမ်းဆောင်မှုမျိုးကိုဘယ်လိုမှမစွမ်းဆောင်နိုင်သေးဘူးကိုကတော့မြင်တယ်ပါလက်ရှိသူ့အသက်အရွယ်လေးနဲ့သူဘာပဲဆက်စစ်ကိုတော့တွင်းထားခဲ့ပြီဒါကဟိုပီလီတို့ကတော့လောမစွမ်းဆောင်နိုင်နေခဲ့တဲ့အခါတစ်ခုပဲเนาะဒါကပြောရတာကဒီလိုမျိုးကဘက်ဟိုကန်နမီနဲ့နှိုင်းရှင်တာတော့မဟုတ်ဘူးဒါပေမဲ့သူစွမ်းဆောင်ပြခဲ့တာကိုပြောပြတာပါเนาะဒီပြန်မဲ့တစ်ခုလေးပဲပြန်ကြည့်လိုက်လို့ရှိရင်သူစွမ်းဆောင်ပြခဲ့တာတကယ်ကိုဟိုလေးစားဖို့လည်းအရန်ကောင်းတယ်သူအသက်အရွယ်လေးနဲ့သူကောင်းကြီးလုပ်ပြတော့ခဲ့တာဒါမက်ဆီတို့ဂျွန်နယ်ဒိုတို့ဒါမျိုးတွေတော့သူအသက်အရွယ်ကိုလုပ်ခဲ့တာဟုတ်တယ်အဲ့ဒီအနေအထားမျိုးပါပြီးတော့နောက်တစ်ခုကဟိုသူစပြိုင်တယ်ဟုတ်ကဲ့ပြရတယ်နောက်ပြိုင်တယ်ဒုတိယရတယ်အခုလိုစတာဒုတိယရသူလဲဂိုလန်ဘူစီရတယ်ဒုတိယရနှစ်မှာအဲ့လိုမျိုးတွေပေါ့လေသူကလက်ရှိသူမရဘူးတာကဟိုမက်ဆီနဲ့ပြောင်းပြန်သူကတော့အကောင်းဆုံးစုတော့မရသေးဘူးဒါပေမဲ့သူကဂိုးဝင်ပြင်စုရခဲ့ပြီးအကောင်းဆုံးလူငယ်စုရခဲ့ပြီးကဘာဖလားရခဲ့ပြီးပေါ့နော်အဲ့တော့တကယ်လို့သူကပြိုင်ပွဲအကောင်းဆုံးကစားသမားစုရခဲ့ရင်တော့လေဒါသူ့တက်ကတော့အရင်ပြည့်စုံသွားမယ်ဆိုတော့အနေထားမှာရှိလက်ရှိအနေထားမှာဆိုတဲ့ဒါမက်ဆီနဲ့တူနဲ့ကတော့အားပြိုင်မှုကတော့ဟိုဆွေဖလက်စုတွေမဟုတ်တော့ဘူးနှစ်ကလိုပဲဘယ်လိုပြောမလဲဒီအောက်ကိုဆွေအဲ့ဒီအကောင်းဆုံးစုတော့ပါသူကပြိုင်နေကြတာဖြစ်တယ်ပြီးတော့ဟိုဘာဘေကပြောလို့ရှိရင်ဟုတ်ကဲ့မှာနှစ်ချိန်ဆက်ကိုသွင်းခဲ့ပြီးဟုတ်တယ်ကိုတို့မနစ်ကဖိုင်နေမှာတကယ်ပဲကိုတို့အန်ဝတ်တင်ဘူးသူဘာဘီဘာလုတ်ပြပါအားလုံးသိခဲ့ပြီးတဲ့အတိုင်းပါပဲလေအဲ့တော့ဟိုဘာဘီကဒီရက်တက်လို့မရနိုင်ဘူးဘာဖြစ်လို့လက်ရှိပြင်းနစ်က prime time ကိုရောက်နေပြီကွာဒီနောက်ဒီအစုဖွဲ့ရဲ့သူအသက်အရွယ်ကစားသမားအနေထားကလည်းနောက်ပြိုင်ပွဲကဘာဘာ2ချိန်3ချိန်လောက်ဒီသူဖြတ်တန်းနိုင်တော့တဲ့အနေထားမှာတော့ရှိတယ်ပေါ့အဲ့တော့သူကတော့ကိုထင်တယ်ကတော့ဒီကဘာဘာမှာမချိုးခင်တော့နောက်ကဘာမှာချိုးသွားလိမ့်မယ်လို့တော့ထင်တယ်အဲ့တော့ကိုတို့ကဘာဘာရောက်လို့ပြောကြပြီဘာဆိုသားတွေကောင်းတော့ပြောကြမယ်ဆိုရင်တော့သိကြပါတဲ့ဘာပဲပြောကိုတို့ထည့်ရအောင်ပဲအနေထားမှာရှောက်လာပြီလို့ကိုကတော့ဒီနေရာမှာပြောချင်တယ်ဟုတ်သူကကမ္ဘာဖလားအတွက်မွေးလာတဲ့ကိုကစားသမားလို့ပြောရမှာပြန်เนาะသူပထမဆုံးကစားတဲ့2018မှာချန်ပီယံဖြစ်တယ်ခုနကကိုပြောသလိုပေါ့เนาะပြီးရင်ကျွန်တော်တို့2022မှာဒုတိယရတယ်ဒါပေမဲ့သူဂိုလန်ဘုတ်ရတယ်ကိုသွင်းကိုအများဆုံးနေပေါ့နော်အခုလည်းသွင်းကိုအများဆုံးနေရာမှာမက်ဆီကိုတောက်လျှောက်တွန်းအားပေးနေနိုင်တယ်ပေါ့နော်ဘာပေကတော့တကယ်ပြိုင်ပွဲကြီးအတွက်မွေးဖွားလာတယ်လို့ပြောရလိမ့်မယ်သူကတာမန်လိပွဲတွေဘာတွေမှာသူဝေဖန်မှုတွေအများကြီးကြော်ရတယ်စားပုံနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးကြော်ဒါပေမဲ့ကမ္ဘာဖလားဟေ့ဆိုတာနဲ့ဘာပေပွဲပဲအဲ့ပွဲကတော့ပြောလို့ဘယ်သူမှမထိန်နိုင်တော့အောင်ပေါ့နော်အများတန်းသူ့အခြေဆုံးကျွန်တော်ပုံမှန်မြင်ရတယ်ပေါ့ကျွန်တော်လည်းလို့ပဲယူဆပါတယ်ကျွန်တော်တို့ရဲ့ဒီ all time top scorer က close အကြာကြီးတင်ထားခဲ့ပေမဲ့အခုဟိုမက်ဆီပဲဖြစ်ဖြစ်ဘာပေပဲဖြစ်ဖြစ်ပေါ့နော်ဒီကာလအတွင်းမှာကျုံသွားခဲ့ရင်တော့သူတို့ဟိုမက်ဆီကတော့မဖြစ်နိုင်မယ်ဘာပေကတော့သူကိုယ်တိုင်ပဲသူ့စံချိန်တွေကိုတောက်လျှောက်ပေါ့နော်သူကစားနိုင်နေဆက်ပြီးချိုးသွားအောင်ပဲလားကျွန်တော်တို့မြင်ရတယ်ပေါ့နောက် player တွေတော့သူ့စံချိန်လိုက်ချိုးဖို့မလွယ်တော့လို့ထင်တယ်ဒါပေမဲ့ကိုတို့ပြောလို့ပေါ့ကိုတို့လောတော့လက်တလောကိုတို့အရန်ပေါ့ပိုတက်ကြီးကဘာမှာအကောင်းဆုံးလို့ပြောတယ်နိုင်လို့ပဲဟာလန်ပဲကြည့်ဟာလန်ရဲ့အနေထားကတော့ဟိုပြောလို့ရှိရင်သူတို့အစုဖွဲ့ကတကယ်ကောင်းတယ်ဒါပေမဲ့နောက်လေးတွေမှာဒီတိုင်းရှိပါမလားဆိုတော့နိုင်ငံအနေထားရဒါပေါ့နော်ကျွန်တော်တော့ဝင်ဖို့ကမရှိဘူးပြင်းနေကြတော့ဟုတ်တယ်လက်ရှိစုဖွဲ့နဲ့တောင်ပြင်သစ်ကကိုကဘာဖလား2ချိန်လောက်ကောင်းကောင်းဆက်သွားလို့ရတယ်သွားလို့ရအဲ့လိုမျိုးပြောင်းလဲလို့ကွာသွားလိုက်နေတယ်လို့ထင်တယ်မျိုးဆက်တဲ့ဟိုဆက်ပြီးတော့မျိုးဆက်မပြောင်းထိန်းထားနိုင်တာပြင်သစ်ကပိုထိန်းထားဒါပေါ့ဟုတ်တယ်အဲ့လိုမျိုးတော့ရှိတယ်ဘာလို့ကျွန်တော်22လူစင်းနဲ့ဒီလက်ရှိ2026လူစင်းကြားထဲမှာတော့မှသူတို့ကဟိုအများကြီးစားထိုးထားနိုင်တာပေါ့နော်ကျွန်တော်မြင်ရလို့ player အသစ်တွေကျွန်တော်မျက်နှာသစ်တွေအများကြီးထပ်ထွက်လာသူတို့အပြိုင်ဆိုင်ပဲဖြစ်နေကြပါဘောနော်
ဟုတ်ကိုအခုကတော့ဒါကျွန်တော်တို့ကောင်းတဲ့အကြောင်းတွေပေါ့နော်ပြိုင်ပွဲရဲ့ record တွေစံချိန်တွေတကယ်ဟိုပြည်သက်တွေအတွက်ပျော်ရွှင်စရာကိစ္စတွေပေါ့ဒါပေမဲ့ကျွန်တော်တို့နောက်ဒီကဘာဖလားရဲ့နောက်မှာကျွန်တော်တို့စိတ်ညစ်စရာတွေကျွန်တော်တို့ဟိုတုံလုံးစရာဇလန်းတွေကလည်းရှိနေသေးတာပေါ့နော်အခုလက်ရှိဆိုရင်ကျွန်တော်တို့အသင်းကြီးတွေပြုတ်သွားကြတယ်မမျော်လင့်မဲနဲ့ဂျာမနီတို့နယ်သာလန်တို့ဒီဟို round of 32ကနေထွက်သွားကြတယ်အဲ့ဒီရဲ့နောက်ွယ်မှာအခုဂျာမနီဆိုရင်ကျွန်တော်တို့ကြားနေတဲ့သတင်းတွေအရဆိုဟိုတော်တော်လေးထူးခြားတဲ့အရာတွေဖြစ်လာတယ်ပေါ့နော်ဂျာမနီဘောလုံးဖွဲ့ချုပ်ရုံးခန်းကိုသူတို့အစိုးရရဲ့ဟိုကနေရဲတပ်ဖွဲ့ဝင်စည်းထားတယ်အချက်လက်တွေရှာတယ်ပေါ့နော်သူတို့အဓိကတော့အင်ရှင်လောက်ခဲ့တဲ့2006ကမ္ဘာဖလားနဲ့ဆက်ဆက်နေရလို့လည်းသတင်းတချို့ထွက်ပေမဲ့ဒီ2026ဝါကတ်ရဲ့ကိစ္စတွေပါမလားဆိုတာလည်းကျွန်တော်မသိနိုင်သေးဘူးပေါ့နော်လောလောဆယ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ကိုရီးယားဆိုလည်းတမရကိုယ်တိုင်ကစုံစမ်းစစ်ဆေးဖို့အမိန့်တွေပေးထားတယ်ပြီးတော့လေစိတ်မှာလည်းဒီဟိုတကယ်ဝမ်းနည်းစရာကောင်းတယ်ပေါ့နော်ဘာပဲပြောဂျာမနီကကျွန်တော်တို့ကမ္ဘာဖလားလို့ပြောလိုက်ရင်ဂျာမနီကလည်းမေ့ထားလို့မရတဲ့အသင်းတွေမှာပါတဲ့နိုင်ငံပေါ့နော်ချန်ပီယံဆုတွေအချိန်ချင်းရခဲ့ပြီးတော့ဟိုပရိသတ်ကဂျာမနီနဲ့ကမ္ဘာဖလားဆိုတာလည်းခွဲထားလို့မရတဲ့အရာပေါ့ဒါမှမဟုတ်ဂျာမနီရဲ့ကြာဆုံးကန်ကကျွန်တော်2018ဝါကတ်ထဲကနေစလာခဲ့တာအခုဆိုရင်တော်တော်လေးစိုးစိုးဝါဖြစ်လာတယ်ပေါ့နော်ဟို player မျိုးဆက်ခုနကျွန်တော်ပြင်သစ်အကြောင်းပြောသလိုပေါ့သူတို့မှလည်းမျိုးဆက်သစ် player တွေရှိနေသေးပဲပေါ့နော်လက်ရှိ club တွေမှာဥရောပရဲ့ထိပ်သီး club တွေမှာပဲကစားနေကြတာစူဖလားတွေ club အဆင့်မှာချန်ပီယံဆုတွေအချင်းချင်းရဖို့တဲ့ player တွေအများကြီးရှိနေရတဲ့ဂျာမနီကဘာဖြစ်နေရလဲအခုအမြင်လေးကျွန်တော်သိပြရစီဒီမှာကပြောလို့ရှိရင်တော့ခုနကကိုတို့ကပြောတယ်တော့ဟိုဘွန်ဒက်လီဂါလို့ပြောလို့ရှိရင်တော့ဘိုင်ယန်မြူနစ်ဆိုဘိုင်ယန်မြူနစ်ကတော့တောက်လျှောက်ကိုဥရောပမှာတော့တကယ်ကိုအသင်းကြီးတည်းနေတာနဲ့ရှိတယ်ဒါပေမဲ့အဲ့မှာပြန်ကြည့်လို့ရှိရင်ဟိုသူတို့ဂျာမန်ကစားသမားတွေနဲ့ပိုပြီးအားကိုးနေရတာကပြီးကစားသမားတွေအများကြီးဖြစ်တယ်ဒါကလည်းပြောရလို့ရှိရင်တော့ဟိုခုကတည်းက17ယောက်ကိုရွတ်လိုက်လို့ရှိရင်လို့ရဖို့ကလည်းခဲနေတယ်သူကစားသမားတွေကိုတွေကမသိတဲ့ကစားသမားတွေပါဒါယူဒါကြောင့်ဝင်ခံမသိတဲ့ကစားသမားတွေပါဒါပေမဲ့ဟိုပြောချင်တာကဟိုပေါ်လာတဲ့ကစားသမားတွေကအရန်ကြီးကိုဆွမ်းလှမ်းတော့မနေဘူးကွာဒီမှာအရန်ကြီးတဲ့အားရန်ကောင်းနေတာမဟုတ်သူကလည်းအသင်းလိုက်သွားမယ်အရင်ထူးဆုံးနေတာမဟုတ်အသင်းလိုက်တဲ့ပဲကစားနေတဲ့ပုံစံပါလည်းရှိတယ်နော်။နောက်ဆုံးပွဲဆိုလို့ရှိရင်သူပါဝင်တဲ့ပွဲရောဒါတော့ကစားနေတာဒါပေမဲ့အဲ့မှာဘာကောတော့လဲဆိုတော့ Hawkless ပဲ။ဥပမာတော့အင်္ဂလန်ဆိုထားပါတော့အရင်ရေးကြုံမှာဘာလို့လဲဟိုက်ကိန်းရှိနေတယ်။ဘာလို့နော်ဝေဆိုလည်းဒီလိုပဲကြည့်တယ်။ဟုတ်တယ်ဟိုကဟာလန်ရှိနေတယ်။ဒါကပြောတော့ဘရာဇီးဆိုရင်ဘာပဲပြောဟိုမာတင်နယ်လီလို့ကစားသမားမျိုးလို့ပြောရတယ်။ဒါပေမဲ့ဗီနီစီယက်ကရက်နေတယ်ပဲသူ့ရဲ့ဒီရက်နေတဲ့ကအရန်ကြီးကိုပြောမလဲအဖက်တစ်ခုဖြစ်နေတာ။ဒါမျိုးတော့အဲ့ပွဲပြေကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေကတခြားအသင်းကြီးအသင်းတိုင်းမှာရှိတယ်ပဲဂျာမန်မှာကအဲ့လိုမျိုးမရှိဘူးပေါ့လေအဲ့လိုအနေအထားမျိုးတွေမှာတော့တွေ့နေရတယ်ဆိုတာကပြောရလို့ရှိရင်တော့ဒါကတော့မျိုးဆက်တစ်ကလည်းပြောလို့လောက်လာမြန်ကြီးမရှိဘူးလို့ပဲကိုကတော့မြင်တယ်ပြီးတော့နောက်တစ်ခုကစိတ်တဲ့ပိုင်းဆိုင်ရာတွေကကိုတို့ငယ်တုန်းကဂျာမန်ဆိုတည်းရမှာတကယ်ကိုတို့အရန်ကြိုက်ခဲ့တာစိတ်တဲ့ပိုင်းအရန်ကောင်းတယ်စီလုံးမှုအရန်ရှိတယ်ပြီးတော့စီကံပိုင်းကလည်းအရန်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်နောက်ပိုင်းကိုကြည့်ရတာကဂျာမန်ရဲ့အငွေ့တက်တွေတဖြည်းဖြည်းပျောက်ဆုံးသွားလို့ကိုကခံစားရတယ်အခုနောက်ဆုံးဒီဟောကဆိုပူသိတယ်ကိုတို့ဒီ2000ဟိုအနည်းဆုံးကြည့်ကြလိုက်ပါကျွန်တော်2014ပေါ့2014 World Cup မှာဆိုဒါဂျာမန်ဘာလဲဆိုတော့ကိုတကဘာလုံးပြသွားတာဂျာမန်ကတော့ဒါပဲငါတို့ဂျာမန်ဒါပေမဲ့အဲ့ဒီတော့ပဲအောင်မြင်ပြီးသွားတဲ့နောက်ပိုင်းမှာဂျာမန်ဘောလုံးလို့ကြာလာတာတောက်ဆောက်ကြီးကြာလာတာဗောလေ World Cup နဲ့ပြောလို့ရှိရင်တောက်ဆောက်ကြီးကြာလာတာတွေ့လိုက်ရတယ်ဒါကပြောလို့ရှိရင်တော့ဟိုမျိုးချက်တစ်ကစားသမားထွက်ပေါ်မှာမို့ကလောက်မရှိဘူးလို့ပဲကိုကတော့မြင်တယ်ပေါ့နော်အဲ့ဒါကလည်းပြောလို့ရှိရင်ပြိုင်ပွဲပေါ်မှာတကယ်ကိုလိုတယ်ပြီးတော့ effective ဖြစ်မဲ့ကစားသမားတွေရဲ့ပြီးတော့ပွဲဖြူကိုပြောင်းလဲနိုင်တဲ့ကစားသမားရှားပါလာတယ်လို့ကိုကတော့မြင်တယ်အဲ့လိုကိုကတော့တုံးသက်ချင်တယ်ဟုတ်ကျွန်တော်တို့ဂျာမနီဆိုရင်ကျွန်တော်ဆို Euro 96မှာစတည်တာဂျာမနီတင်းကျွန်တော်သိတဲ့ဂျာမနီကတကယ် discipline game ပဲသူတို့စီကံတကြကြီးကစားတယ်သူတို့ရွေ့တယ်ပေါ့နော်အကိုခုနပြောဆိုပွဲပြေပြောင်းနိုင်တဲ့ player သူတို့အောင်မြင်ခဲ့တဲ့အချိန်တွေကသူတို့ကမရှိဘူးသူတို့အသင်းလိုက်သွားတယ်ပေါ့အဲ့လိုဟိုပုံစံသူတို့ရဲ့စီကံသူတို့ကစားခြင်းတဲ့ပုံစံတဲကိုပဲသူတို့ကလူတွေကိုခေါ်ထည့်တယ်တစ်ဖက်သင်းကိုသူတို့ဖြည်းဖြည်းချင်းထည့်အမှားဆောင်တယ်အဲ့အမှားနေသူတို့ကိုရအောင်လုပ်မယ်ပေါ့နော်ဒီလိုသမမာတီယာစ်တို့ခစ်ကနေဒီမိုက်ကဘာလက်တို့ခစ်တီယာဂျာမန်ဒီလိုမျိုးပုံစံနဲ့ပဲကျွန်တော်အောင်မြင်မှုတွေရခဲ့တာပေါ့နော်အခုကတော့ကျွန်တော်ထင်တာဒီ modern football မှာသူတို့အမိမလိုက်နိုင်တာလည်းဖြစ်နိုင်တယ်သူတို့ရဲ့ဒီ discipline game ပုံစံကတော့ရှိနေသေးပဲဒါပေမဲ့အဲ့ဒါကြီးကကျွန်တော်ဒီ pressing အရန်လုပ်နေတဲ့ကာလကြီးမှာ pressing game အရန်ကစားလာတယ် low block အရန်ကစားလာတဲ့အခြေအနေမှာသူတို့အသုံးဝင်တော့ဘူးပေါ့နော်အခုကျွန်တော်ဂျာမန်ပွဲတွေကျွန်တော်ကြည့်ပါတယ်အဲ့လိုသူတို့စီမှာလူငယ် player မဟုတ်တော့ပေမဲ့တော့တကယ်ကမ္ဘာဖလားတွေ့ကြုံရှိရဲ့ဒီစာနေတို့လိုကနာဘရီတို့လိုကိုင်ဟာဗတ်တို့လို player တွေရှိနေပေါ့ဒါပေမဲ့အကိုခုနပြောတဲ့အချက်ကတော့တကယ်မှန်တဲ့အချက်ပါဘာကြောင့်လဲဆိုတော့ Harvard ရဲ့ quality ကဒီ Haaland တို့ကျွန်တော်တို့ခုနပြောနေတဲ့တိုက်စစ်မှုတွေရဲ့အဆင့်မှာတော့လုံးဝရှိမနေဘူးအဲ့တော့လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ပွဲဖြစ်ပြောင်းနိုင်တဲ့ player မပါဘူးပြီးတော့ဒီ discipline game ကိုပဲသူတို့ကစားနေတော့မယ်အရင်သွေးအေးလွန်းနေရပေါ့နော်သူတို့ဒီတိုင်းပဲသွားနေတယ်သူတို့လိုချင်တဲ့ပုံစံတစ်ခုမရရင်ကိုတော့မယူဆိုတဲ့ပုံစံမျိုးဂျာမနီပုံစံကြီးอ่ะဗောနော်ဒါကြီးကအလုံးမဖြစ်တော့ဘူးကျွန်တော်ထင်တာတော့ technical ဘိုင်းမှာလည်းရှေးရိုးဆွဲအနေထားကိုသူတို့ပြင်ဖို့လည်းလိုမယ်ထင်တယ်ဘာလို့ဂျာမန်
ဟိုဘွန်ဒလီဂါနဲ့လက်ရွေးစင်ကစားပုံတွေတော်တော်လေးကွာခြားနေဘွန်ဒလီဂါမှာတိုက်စစ်ကစားတယ်ဖွင့်ကစားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာအဂိုးတွေလည်းအမြဲမြင်မြင်ဆိုင်မြင်ရပါမယ်တကယ်တမ်းဂျာမနီလက်ရွေးစင်တွေရောက်သွားအဲ့ဒါကြီးကတော့ပျောက်ဆုံးဂျာမနီဂိုးတကိုးရဖို့တော်တော်ခက်နေရပေါ့နော်ဒီ round of 16မှာတော့မှပဲသူတို့ရခဲ့တဲ့ကိုကဒီ Harvard ကောင်းတိုက်သွားတဲ့အလုံးနဲ့ပဲရခဲ့တာပေါ့နော်တွင်းကိုးတွေအရန်ခက်ခဲနေအောင်မြင်ရတယ်ပေါ့ပုံစံတစ်ခုပြောင်းအောင်မယ်ပေါ့နော်နောက်တစ်သင်းကျွန်တော်စိတ်ဝင်စားတော့နယ်သာလန်ပေါ့နယ်သာလန်ကတော့ကျွန်တော်တို့ဟိုကမ္ဘာဖလားမှာတော့အမြဲမြင်နေရပါမယ်ချန်ပီယံနဲ့အမြဲတမ်းလွဲနေတဲ့အသင်းလို့ပြောလို့ရပါဒါပေမဲ့ကျွန်တော်တို့ဟိုးရင်နယ်သာလန်ဆိုရင်တော့ကျွန်တော်တို့ကနယ်သာလန် player တွေကကျွန်တော်တို့အဲ့သူတို့ရဲ့နာမည်တွေကိုကျွန်တော်အမြဲတမ်းထုတ်ပြောခဲ့ရတယ်ပေါ့နော်ဟိုမှာဟို Clyback တို့ကနေစပြီးကျွန်တော်တို့မမီခဲ့တဲ့ဟို Wimbledon တို့ခက်ကနေစမယ်ပေါ့နော်အဲ့ကနေကျွန်တော်ကြားဖို့ခဲ့တာအဖေတွေစီကနေကြားဖို့ခဲ့တယ်နောက်ဆုံးဒီမှာကျွန်တော်တို့ Clyback တို့ဖြစ်လာတယ် Dennis Bergkamp တို့ဖြစ်လာတယ်နောက်ဆုံးမျိုးဆက်ကို Robin တို့ Van Persie တို့အထိကျွန်တော်တို့နာမည်တွေကိုတော့ကစားသမားနာမည်တွေကိုတော့အမြဲတမ်းရေရွတ်ရတယ်ပေါ့အခုပုံမှန်လင်းပြောနယ်သာလန်နဲ့17ယောက်ဆိုကျွန်တော်နာမည်မသိတော့ဟိုဗန်ဒိုက်ရဲ့ဒီမှာဂပ်ဘိုတို့ပရီးမီးယားလိမှာကစားနေတဲ့ player တချို့ကလွင်တချို့ကစားသမားတွေဆိုကျွန်တော်နာမည်တော့မဖတ်တတ်တော့ဘူးပေါ့နော်နာမည်လည်းမရွတ်တတ်တော့ဘယ်ကလူတွေမှန်းတော့နောက်ကျွန်တော်တို့ခုနနာမည်ရွတ်တယ်ဆိုတာနာမည်ကိုမှတ်နေရမဟုတ်သူတို့ရဲ့ခြေစွမ်းနဲ့ကြောင်သူတို့နာမည်ကိုကျွန်တော်စီရောက်လာတာပေါ့နော်အဲ့လို player တွေလည်းနယ်သာလန်မှာမမြင်ရတော့ဘူးပေါ့အဲ့တော့နယ်သာလန်လည်းကျွန်တော်စိတ်ထင်တော့လာမဲ့ကမ္ဘာဖလားတွေရောပေါ့လက်ရှိဟိုအောင်သူတို့လည်းမျိုးဆက်ပြတ်သွားတဲ့အနေထားကျွန်တော်သုံးသပ်မိရပေါ့နော်အကိုရောဘယ်လိုမြင်လဲနယ်သာလန်နဲ့ပတ်သက်နယ်သာလန်ကကိုလိုကြည့်တယ်လက်ရှိမှာခုနကညီပြောတယ်ကိုလိုတို့ဆိုငငယ်ရကြည့်ခဲ့ကြတယ်မှာကိုလိုဟိုဒီ Clive West တို့ကိုလိုဘာကန်တို့ကိုကူတို့ဘာ Fred ဘိုးဝညီတော်ဒါမျိုးတွေကိုလိုတောက်လျှောက်ကြီးကိုကြည့်ခဲ့ကြတယ်အဲ့မှာ academy တို့နာမည်တွေကျွန်တော်သိနေရတယ်စီတော်တို့ဘာတောက်လျှောက်ကြီးကိုလိုမြင်တယ်ဘာလို့ကောင်းတယ်ပါတယ်ကိုလိုကြည့်ရတယ်အိုဘားမားတို့ဘာလို့ဘယ်လောက်ကောင်းလဲဒါပေမဲ့ဒီဘက်ခေတ်တော့ပဲကိုပြန်ကြည့်လိုက်ကွာ gas ဘူပေါ့ဥပမာဆက် gas ဘူကိုတော့ပဲကျွန်တော်တို့ကပြောခဲ့ပါတယ်နယ်သာလန်ရဲ့တိုက်စစ်ဦးပေါ့အားရချက်ကလည်း gas ဘူပြီးတော့အားရချက်ကလည်း gas ဘူပဲ gas ဘူကဟိုတီချေတွေကောင်းမှာတီတွေကောင်းဒါပေမဲ့တူတီချာဘောတစ်ခုဒီကောလည်းမဟုတ်ဘူးဟုတ်တယ်ဒါပေမဲ့တီချာအတူတဲကစားနေရတယ်သူ့အတဲကစားနေဆိုတော့တွားပြီဟုတ်တယ်မဒါဘလို့မဖြစ်နိုင်တယ်ကွာလီဗာပူးမှာဆိုလို့ကြည့်လိုက်လေ gas ဘူပဲတဲနေတယ်အဆင့်ကိုမပြေတော့အနေထားမျိုးလေးရှိတယ်ဦးတိုက်ဒီနယ်သာလန်ဒီလိုကစားသမားမျိုးကိုတဲပြီးကစားနေခဲ့ရပြီဆိုတဲ့ကတော့အဆင်မပြေတော့ဘူးနောက်ကအဲ့ဒီဂဘိုတို့မတိုင်ကောက်ရှော့တာ divide တော့ဘာလို့ဆိုအခုလက်ရှိအဆင်မပြေတော့ဘူးဘာလို့အရန်လောက်ပဲဒီဗီဒီယိုအရန်လောက်ပဲနေရတဲ့အနေထားမှာရှိတယ်တော့ဟို broad video ကစားသမားမျိုးကိုနိုင်ဦးတင်ပြီးတော့ကစားတာ broad video ကလည်းဘိုးတွေတော့ရသွားခဲ့တာပဲရှိတယ်ဒါပေမဲ့တကယ်တမ်းကြာခုနပြောလို့ပါပဲဒီပွဲဖေကိုပြောလဲနိုင်တယ်တကယ်တော့ဟိုကဘောပလားဆိုတာကပြောလို့ရှိရင်တကယ်ဟို work rate တွေပဲလာပြိုင်တာပဲဒါကိုတို့အားလုံးနဲ့ဒါကိုပဲကိုတို့စောင့်ကြည့်ခဲ့ကြအဲ့ဒီမှာမင်းပါလဲငါပါလဲမင်းမှာဘာလို့ရှိလဲငါမှာဘယ်လောက်ရှိလဲဒါတွေကိုချပြကြတာအဲ့လိုချပြတဲ့အခါမှာဂျာမန်မှာရောနယ်သာလန်မှာတို့ချပြတာတွေကတော့ 100% လုံးဝမရှိဘူးဒါကြောင့်လည်းရှုံးသွားခဲ့တယ်လို့ကိုကတော့ထွက်သွားတဲ့ကိုမြင်တယ်ဥပမာပြောရင်တော့မျိုးဆက်တွေကိုထားပါတော့နယ်သာလန်ဆိုလူကညီပြောလို့ပဲတချို့ကစားသမားတွေကိုတို့မသိခဲ့ရဘူးဒါပေမဲ့ခြေစွမ်းကောင်းနေရတော့အရန်ကြီးကိုတို့မျိုးလုံးနဲ့လုံးဝမဆွဲတော့ဘူးဟိုအရင်တော့ကိုတို့အုပ်စုတွေတက်ခဲ့ကြတာဒီမှာစနိုက်ဒါတော့ဘာလို့ဆို finally တက်ခဲ့ကြတာဒါပေါ့စနိုက်ဒါတို့ခေတ်ဒီတောက်လျှောက်ကြီးကိုတို့မျိုးလုံးနဲ့မြင်တယ်ကွာဒါခုလက်ရှိကကြီးဟိုမေးမယ်နယ်သာလန်ပွဲကြည့်တဲ့လူတွေဘယ်လိုမျိုးလုံးနဲ့ဆွဲနေလဲဆွဲဘူးလေတက်တယ်ဒါပေမဲ့လာပြိုင်သွားတာပဲရှိမျိုးလုံးနဲ့ကိုတို့မျိုးလုံးနဲ့ရောက်မလာဘူးအဲ့လိုကစားသမားမျိုးတွေနဲ့ဆိုတော့နယ်သာလန်လည်းကိုတင်တယ်မျိုးဆက်ကလည်းနည်းနည်းတစ်ခုဟာတော့ကတ်ကဟာသွားပြီးတော့ကိုမြင်တယ်ဟုတ်ကဘာကြီးကနယ်သာလန်တော့မေ့သွားပြီပေါ့နော်နောက်မျိုးဆက်ကလေးဆိုနယ်သာလန်အကြောင်းကျွန်တော်တို့တော့ပြောမှာမဟုတ်တော့ဘူးဘာလို့ကဘာဖလားတိုင်းနောက်ဆုံးအနည်းဆုံးကျွန်တော်တို့ဟို2010 14လောက်ထိကနယ်သာလန်ရဲ့ခြေစွမ်းနဲ့နယ်သာလန်ရဲ့ player တွေကကျွန်တော်တို့စွဲစေတယ်ပေါ့နော်ကိုခုနကပြောတဲ့ဒီ Aga David တို့ C top တို့တော့ကျွန်တော်ကြံခဲ့သူတို့လို player တွေကြီးပေါ့တကဘာလုံးကိုဟိုလွှမ်းမိုးထားနိုင်တယ်အခုကအဲ့လို player တော့မရှိတော့ဘူးအဲ့လိုဖြစ်သွားတာအဲ့တော့နယ်သာလန်ရဲ့ပြန်ပြီးရုံးထနိုင်မှုကလည်းကျွန်တော်ကာလာတို့တွင်တော့မဖြစ်နိုင်တော့ဘူးထင်တယ်ကျွန်တော်တို့ကာလာတစ်ခုတော့ပြန်စားအောင်ပဲတင်ပါနော်ဟုတ်ကိုဆွေးနွေးပေးတာကျေးဇူးပါခင်ဗျကျေးဇူးပါတင်ပါတယ်